အယိုးစုပုံတနန်ရှိတဲ့ဘီလူးတကောင်သူ့စီကိုရှောက်လာတာကိုကြောက်လန့်တကြားကြည့်နေပေမဲ့ဘီလူးကသူ့ကိုခုံအုပ်ပြီးနန်းရှိုက်လိုက်တဲ့လက်တာအံ့အားသင့်သွားတဲ့အချိန်မှာဘီလူးကဖြည်းဖြည်းချင်းနောက်ဆုတ်သွားပြီးလှပတဲ့အမျိုးသမီးတယောက်အဖြစ်ပြောင်းလဲသွားတဲ့အမျိုးသမီးကထိုင်ချလိုက်ပြီးလက်တာကကြောက်ရွံ့ထိတ်လန့်ပြီးမလို့မရှက်နေလိုက်တဲ့သူကချောမောပြီးသူ့ကိုအနေရမပြုတ်ဘူးလို့ပြောပါတယ်အခုသွားတော့နောက်ကိုလက်မကြည့်ပဲလက်တာကကြောက်တုံးကြီးတတုံးနောက်မှာပြေးပုံနေတယ်အဲ့ဒီကနေသူ့ရဲဘော်ရဲဘက်တွေအယိုးစုဘီလူးတွေနဲ့တိုက်ခိုက်နေတာကိုကြည့်နေပေမဲ့တယောက်ကြဆုံးသွားတာကိုကြည့်နေမိတယ်အဲ့ဒီညမှာလက်တာကစခန်းကိုပြန်လာပြီးသူ့တမှုကိုဖြစ်ပျက်ခဲ့တာတွေကိုပြောပြတယ်တမှုကတိုက်ပွဲကိုအဆုံးသတ်ဖို့ရည်ရွယ်ချက်မရှိဘူးအဲ့ဒီအစားသူကဘီလူးရဲ့အတိုက်ကိုဖျက်ဆီးဖို့အမြောက်တက်ကိုအမိန့်ပေးလိုက်တယ်ဘီလူးရဲ့အော်ဟစ်တန်တွေကချမ်းဝမ်းတလျှောက်ပဲတင်ထက်သွားပြီးလက်တာကစိတ်မတက်မတာဖြစ်မိတယ်မကြခင်မှာပဲဘီလူးတွေကလက်စားချေကြတယ်သူတို့ဟာလူပြည့်ချက်နေတဲ့စိတ်ကန်းကိုအပြေးလွှားသွားပြီးနောက်ဆက်တွဲတိုက်ပွဲမှာစစ်သားတွေမရေမတွက်နိုင်အောင်တေဆုံးကြတယ်လက်တာကသူ့ရဲ့တမှုကိုဘီလူးတကောင်ကဝိုင်းအောင်နေတာကိုမြင်ပြီးကူညီဖို့ပြေးသွားတယ်အဲ့ဒီသူ့အထက်လူကြီးရဲ့အလောင်းကိုရှာတွေ့ဖို့ပဲလိုတော့တယ်လက်တာသည်အခြေအနေကိုချက်ချင်းဌာနချုပ်သို့သတင်းပို့သည်အထက်လူကြီးကိုယ်တိုင်ကမိစ္ဆာတကောင်ဖြစ်ကြောင်းမသိလိုက်ပေဝင်းဤလက်ချောင်းများရုတ်တရက်ဆန့်ထွက်ပြီးရင်း၏အစ်အမှန်ပုံတန်ထန်ကိုဖော်ထုတ်လိုက်သည်ဝင်းသည်လက်တာအားမြေပြင်ပေါ်သို့ဖိထားပြီးနောက်ညီလာခံခန်းမပေါက်ကွဲထွက်သွားသည်လက်တာသည်ဝင်းကိုရက်တန့်ရန်စ조사တော်လဲသူဤတေနက်သည်ရက်တန့်သွားသည်မိစ္ဆာ၏တိုက်ခိုက်မှုကိုမြင်သောအခါသူသည်တေနက်ကိုသာအသုံးပြုလိတားဆီးနိုင်ခဲ့သည်မိစ္ဆာကသူ့ကိုစားတော်မိအချိန်တွင်ရုပ်ဝတ်ဆန်းကျဲသောအတန်တစ်ခုပေါ်လာသည်တဆုံတစ်ခု၏လက်ညှို့မှုကိုခံရတဲ့ကဲ့သို့မိစ္ဆာသည်မှန်ကိုဖောက်ထွင်းဝင်ရောက်ကမြို့လေသို့ပြန်တန်းသွားသည်